English လို့ future ကိုပြောတဲ့နေရာမှာ will ကိုပဲအများအားသုံးနေတော့လားဒါဆိုရင်တော့ဒီနေ့မှာအင်္ဂလိပ်စာမှာ future ကိုပြောလို့ရမယ်နည်းလမ်း9မျိုးအကြောင်းကိုအသေးချာလေးရှင်းပြပေးသွားပါမယ်အားလုံးပဲမင်္ဂလာပါကျွန်တော် Ryan ပါ English by Ryan ကနေကြိုဆိုပါရစေ Number 1ကကြတော့အားလုံးပဲတည်ထားတဲ့အတိုင်းပဲ will plus verb infinitive ပါအဲ့တော့ဒီ will plus verb infinitive ကိုကြတော့ကျွန်တော်ဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်predictions promise quick decisions ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအနာဂတ်မှာမတင်ချတဲ့အရာမျိုးခံမှန်းတဲ့ပုံစံမျိုးနောက်တစ်ခုကကျတော့ကိုကတိပေးတဲ့ပုံစံမျိုးတွေနောက်တစ်ခုကကျတော့အခုစကားပြောရင်းနဲ့မှာချက်ချင်းချလိုက်ရတဲ့ decision တွေ quick decision တွေပြောတဲ့နေရာမှာသုံးတယ်ပေါ့နော် for example oh I'll help you so error I'll help you ငါကူပေးမယ်လေစသဖြင့်ပေါ့နော်နောက်တစ်ခုကကျတော့ it will rain tomorrow so အဲ့တော့နေ့ဖြင့်မိုးရွာမယ်ပေါ့အဲ့တော့မိုးရွာမယ်ဆိုတာကကျွန်တော် 100% မသေးချဘူးဒီတိုင်းပဲခန့်မှန်းပြီးတော့ထင်တာလေးကိုပြောလိုက်တာပေါ့နော်ဒီလိုမျိုးမသေးချတဲ့အကြောင်းအရာမျိုး just a prediction နေနဲ့မျိုးဆိုလို့ရှိရင်ကျွန်တော်တို့က will plus verb infinitive ပုံစံကိုသုံးလို့ရပါတယ် Number 2ကကျတော့going to plus verb infinitive ပါအဲ့တော့ going to plus verb infinitive ကိုကျွန်တော်တို့တခုခုတက်ကိုကျွန်တော် plan ထားတာမျိုးတွေဒါမှမဟုတ်ရင်လည်းကျွန်တော်တို့စကားပြောနေရင်မှာကိုယ့်ရဲ့ evidence ပေါ်အခြေခံပြီးတော့မှပြောတဲ့အရာမျိုးတွေမှာကျွန်တော်တို့သုံးပါတယ်ပေါ့နော် so for example we're going to visit grandma next week so not about ငါတို့ not about အဖွားစီကိုသွားလေကြမယ် and that's why we've already planned for visit ပေါ့နော်အဲ့တော့နော်အဖွားစီသွားနိုင်မယ်ကို already plan လုပ်ပြီးသားပေါ့နော် plan လုပ်ပြီးသားစီစဉ်ပြီးသားဖြစ်တယ်ပေါ့လေအဲနောက်တစ်ခုကကျတော့okay look at the sky it's going to rain ကြည့်ပါဦးမိုးရွာတော့မယ်အဲ့တော့ဒီမျက်စိရှိမှမြင်နေတဲ့မိုးကအုပ်နေတာပဲဖြစ်ဖြစ်မိုးအရန်မောင်နေတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်မိုးရွာတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ပေါ့ကိုမျက်စိရှိမှမြင်နေတဲ့အရာကိုအခြေခံပြီးတော့မှပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ is going to plus verb infinitive နဲ့သုံးလိုက်တာပါနော် Number 3ကကျတော့ကျွန်တော် present continuous tense ပေါ့နော်အဲ့တော့ကျွန်တော်တည်ထားတဲ့အတိုင်း present continuous ကကျတော့လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေမျိုးတွေမှာအများဆုံးသုံးကြရတယ်ပေါ့နော်ဒါ verb to be am is are plus verb ing form နဲ့ပေါ့နော်အဲ့တော့ဒါမဲ့ဒီနေရာမှာကျွန်တော် future ကိုပြောတဲ့နေရာမှာဘယ်လိုအခြေအနေမျိုးတွေမှာပြောလဲဆိုတော့ကျွန်တော်တို့တယောက်ယောက်နဲ့ arrangement လုပ်ထားတဲ့အရာမျိုးတော့တယောက်ယောက်နဲ့ chain ဆိုထားပြီးသားပြောထားပြီးသားအခြေအနေမျိုးတွေမှာကျွန်တော်တို့ကသုံးတယ်ပေါ့နော် Okay so look at the examples so for example I am meeting my friend tomorrow အဲ့တော့မနေ့ဖြန်ကတကယ်ချင်းနဲ့တွေ့မယ်အဲ့တော့ဒီအချိန်ဒီမှာဆိုလို့ရှိရင်တကယ်ချင်းနဲ့တွေ့ဖို့အတွက်တကယ်ချင်းကိုလည်းငါတို့တွေ့ကြမယ်ဆိုပြီးတော့မှ arrangement လုပ်ထားပြီးသားပြောထားပြီးသားပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီ100% sure ဖြစ်တယ်အဲ့တော့လုံးဝသေချာနေတဲ့အကြောင်းအရာမျိုး already arrange လုပ်ထားပြီးသား blend လုပ်ထားပြီးသားအခြေအနေမျိုးတွေမှာကျွန်တော်တို့ကဒီ present continuous ကိုအသုံးပြုတယ်ပေါ့နော် Number 4 simple present tense for future ပေါ့နော်အဲ့တော့ simple present tense ကိုကြတော့ဘယ်လိုမျိုးနေရာမှာသုံးလဲဆိုတော့ကျွန်တော် schedule based တွေเนาะ timetable based တွေလိုမျိုးပေါ့နော် fixed time ဖြစ်တဲ့အရာမျိုးတွေမှာကျွန်တော်သုံးတယ်ပေါ့နော် for example the bus leave at 7 am so bus က9နာရီမှာထွက်တယ်ပေါ့နော် okay နောက်တစ်ခုကကျွန်တော် school starts next week so ကျောင်းနောက်တစ်ပတ်ဆိုရင်ကျောင်းဖွင့်ပြီပေါ့နော်အဲ့ဒီလိုမျိုးဒီအချိန်တစ်ခုပေါ်မှာအခြေခံထားတဲ့ future မျိုးကိုပြောတဲ့နေရာမှာကျွန်တော်တို့က simple present tense ကိုသုံးလို့ရပါတယ်ပေါ့နော် Number 5ကတော့ future continuous ပါအဲ့တော့ future continuous ကကျတော့ဒီအနာဂတ်မှာရှိတဲ့အချိန်တစ်ခုမှာကိုလှုပ်ဆောင်နေမယ့်အကြောင်းအရာမျိုးပေါ့နော်ဖြစ်ပျက်နေမယ့်အကြောင်းအရာမျိုး action တစ်ခုကိုကျွန်တော်ပြောချင်တဲ့နေရာမှာသုံးတယ်ပေါ့နော် so for example this time tomorrow I'll be traveling နော်မနေ့ဖြန်ဒီချိန်လောက်ဆိုငါခရီးသွားနေမှာအဲ့တော့နောက်မှပဲဆက်သွယ်လိုက်ပေါ့နော်ဆက်သဖြင့်ပေါ့နော်အဲ့တော့မနေ့ဖြန်ဒီချိန်လောက်ဆိုရင်ငါခရီးသွားနေမှာ like that so အဲ့တော့အနာဂတ်ရဲ့အချိန်တစ်ခုမှာ
ကိုကဘာလုပ်နေလိုက်မလဲပေါ့နော်ကိုလုပ်နေမယ်ဆိုတဲ့အခြေအနေမျိုးတွေမှာကျွန်တော်တို့က future continuous ကိုသုံးလို့ရပါတယ်ပေါ့နော် Number 6 ကကြတော့ future perfect tense ပါ future perfect tense ကကြတော့ကျွန်တော်တို့ဒီအချိန်တစ်ခုမှာပေါ့နော်အနာဂတ်ရဲ့အချိန်တစ်ခုမှာကျွန်တော်တို့အလုပ်တစ်ခုကိုပြီးသွားပြီဆိုတဲ့အရာမျိုးပေါ့နော်အဲ့တော့ for example like they will have signed the contract by Friday အဲ့တော့သူတို့ဒီတော့ချာနေမတိုင်ခင်မှာစာချုပ်ကိုလက်မှတ်ထိုးပြီးပါလိမ့်မယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်အနာဂတ်မှာဆိုလို့ရှိရင်ကိုဒီချိန်လောက်ဆိုပြီးလောက်မယ်ပေါ့နော်not တနင်္လာနေ့ဆိုလို့ရှိရင်တော့ငါပြီးလောက်မှာပါဘယ်ချိန်လောက်ပြီးမလဲနော်ဆိုတော့တနင်္လာနေ့လောက်ဆိုရင်ပြီးပြီပေါ့စသဖြင့်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်မြန်မာစာမှာပြောသလိုမျိုးပေါ့နော်အဲ့တော့ now future မှာဒီချိန်လောက်ဆိုလို့ရှိရင်ကျွန်တော်ပြီးလောက်ပြီဆိုတော့အခြေအနေမျိုးတွေမှာ future perfect tense ကိုသုံးလို့ရတယ်ပေါ့နော်Number 7 got about to verb infinitive အဲ့တော့ဒီ about to verb infinitive ကိုကျတော့ဒါ near future ပေါ့နော်အဲ့တော့ immediate future လို့လည်းပြောတယ်ကျွန်တော်တို့အဲ့လိုမျိုးခုတော့ကြာနေဖြစ်တော့မယ့်အကြောင်းအရာမျိုးတွေမှာကျွန်တော်တို့က about to နဲ့သုံးတယ်ပေါ့နော် so for example the movie is about to start အဲ့တော့ရုပ်ရှင်စတော့မယ် or like I'm about to leave for school ငါခုပဲကျောင်းကိုသွားတော့မလို့ like that so အဲ့တော့ဒီ immediate future ပေါ့နော်အခုခဏနေပေါ့နော်ခဏနေကြဖြစ်မဲ့အကြောင်းအရာမျိုးလေးတွေကိုပြောတဲ့နေရာမျိုးတွေမှာ about to verb infinitive ကိုသုံးနေရှိပါတယ်ပေါ့နော် okay ဒီတစ်ခုကတော့ bonus tip ပါအဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ကကျွန်တော်တို့ be plus to infinitive ပေါ့နော် verb to be နဲ့ infinitive နဲ့ verb infinitive နဲ့သုံးပြီးတော့မှကျွန်တော်တို့ပြောတဲ့ future ပေါ့နော်အဲ့တော့ဒီဟာမျိုးကကျွန်တော်အဓိကအားဖြင့်ဒီလို formal အရေးသားနေ formal အသုံးနှုန်းတွေပြောဆိုမှာကျွန်တော်သုံးတယ်ပေါ့နော်ဥပမာ news headline တို့နောက်တစ်ခုကကျွန်တော်ဒီ polite instruction ဒါမှမဟုတ် polite comment ပုံစံမျိုးတွေမှာကျွန်တော်တို့ကဒီ verb to be plus to infinitive ကိုသုံးတယ်ပေါ့နော်အဲ့တော့ for example the meeting is to begin at 10 a.m. so အစည်းအဝေးဟာ10 နာရီမှာစတင်မှာဖြစ်ပါတယ် like that in another one you are to wait here until I return like that ပေါ့နော်ကျွန်တော်မပြန်လာခင်အထိဒီနေရာမှာပဲစောင့်နေပေးရမယ်ဆိုတဲ့သုံးလုံးမျိုးတွေပေါ့နော်verb to be plus to verb infinitive ကိုအများအားဖြင့်တော့ကျွန်တော် news သတင်းစာတွေရဲ့ဒီ headline တွေမှာကျွန်တော်အများဆုံးတွေ့ရလေးရှိတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီနေ့မှာဒီ video မှာဒီ future ကိုပြောလို့ရမယ်နီလန်9မျိုးပြင်နောက်ထပ် bonus တစ်ခုဆိုတော့10မျိုးပေါ့နော် okay 10မျိုးကိုကျွန်တော်share လုပ်ပေးသွားတာဖြစ်ပါတယ်အဲ့တော့ကိုလည်းဒီ video ကြည့်ပြီးတော့ကို future ကိုပြောတဲ့နေရာမှာအချိန်ခါပေါ်လိုက်ပြီးတော့မှdifferent usage နဲ့ကျွန်တော်တို့သုံးရတယ်ဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးပဲကျွန်တော်ဒီသင်ခန်းစာလေးကိုရသွားမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်